ဟိုဆေးမော်ရင်ညိုရဲ့ရီးရဲမဒရစ်ပြန်လာမှုနဲ့အကောင်းဆုံးခေါ်ယူမှုများစပယ်ရှယ်1လို့လူသိများတဲ့ဟိုဆေးမော်ရင်ညိုဟာရီးရဲမဒရစ်အသင်းရဲ့နေပြချုပ်အဖြစ်တရားဝင်ပြန်လည်ခန့်အပ်ခံခဲ့ပါတယ်2013ခုနှစ်မှာဆန်တီယာဂိုဘာနေဗျူးကိုစွန့်ခွာခဲ့ပြီး73နှစ်အကြာမှာတော့ဖလော်ရန်တီနိုပီယက်ရဲ့ယုံကြည်မှုနဲ့အတူရီးရဲမဒရစ်ကိုပြန်လည်ဦးဆောင်ခွင့်ရရှိလာခဲ့တာဖြစ်ပါတယ်ရီးရဲမဒရစ်ရဲ့ထုတ်ပြန်ချက်အရမော်ရင်ညိုဟာ2026ခုနှစ်အထိစာချုပ်ချုပ်ဆိုထားပြီးဇူလိုင်23ရက်နေ့မှာယာဒီဂျိုလေ့ကျင့်ရေးစီစဉ်ကိုစတင်ဦးဆောင်သွားမှာဖြစ်ပါတယ်မော်ရင်ညိုပေါ်ချမှတ်ထားတဲ့တာဝန်ကတော့အသင်းအတွင်းစည်းလုံးမှုကိုပြန်လည်တည်ဆောက်ဖို့နဲ့ရီးရဲမဒရစ်ကိုဥရောပဘောလုံးလောကရဲ့ထိပ်ဆုံးနေရာစီပြန်လည်ပို့ဆောင်ဖို့ဖြစ်ပါတယ်သူ့ရဲ့ပထမဆုံးရီးရဲမဒရစ်ကာလအတွင်းကစားသမား73ဦးခေါ်ယူရာမှာယူရို180ခုနှစ်.5 တန်းသာအသုံးပြုခဲ့ပေမဲ့အလွန်တန်ဖိုးရှိတဲ့ခေါ်ယူမှုတွေပြုလုပ်နိုင်ခဲ့ပါတယ်မော်ရင်ညိုရဲ့ရီးရဲမဒရစ်သမိုင်းမှာဈေးကြီးဆုံးခေါ်ယူမှုကတော့လူကာမိုဒရစ်ဖြစ်ပါတယ်2012ခုနှစ်မှာတော့တင်ဟန်ဟော့စ်ဘာကနေယူရို35တန်းနဲ့ခေါ်ယူခဲ့ပြီးမိုဒရစ်ဟာနောက်ပိုင်းမှာချန်ပီယံလိဖလား6ကြိမ်ထိစုခူးနိုင်တဲ့အသင်းရဲ့ကန်ထဝင်ကစားသမားတဦးဖြစ်လာခဲ့ပါတယ်ဒုတိယဈေးအကြီးဆုံးခေါ်ယူမှုကတော့အန်ဟဲဒီမာရီယာဖြစ်ပြီးဘင်ဖီကာအသင်းကနေယူရို33တန်းနဲ့ရောက်ရှိလာခဲ့တာဖြစ်ပါတယ်တတိယနေရာမှာတော့ဖာဘီယိုဂိုအန်တီယာအိုကယူရိုတန်း30နဲ့ရပ်တည်နေပါတယ်ဒါပေမဲ့မော်ရင်ညိုရဲ့အကောင်းဆုံးလှုပ်ဆောင်ချက်တွေကဈေးကြီးတဲ့ခေါ်ယူမှုတွေတင်မဟုတ်ခဲ့ပါဘူးမီဆိုအိုဇေးဆာမီခတ်တီယာနဲ့ယာဖေးဘာယန်တို့ကိုစုစုပေါင်းယူရို43တန်းနဲ့ခေါ်ယူနိုင်ခဲ့တာကသူ့ရဲ့အပြောင်းရွှေ့ဈေးကွက်အမြင်ကောင်းမှုကိုတက်တည်ပြနေပါတယ်အခုတော့ဟိုဆေးမော်ရင်ညိုဟာရီးရဲမဒရစ်ကိုတကြော့ပြန်ဦးဆောင်ဖို့ပြန်လာပါပြီဒီတစ်ချိန်မှာတော့သူဟာအသင်းကိုအောင်မြင်မှုတွေစီပြန်လည်ပို့ဆောင်နိုင်မလားဒါမှမဟုတ်ဖိအားတွေကြားမှာရုန်းကန်ရမလားဆိုတာဘောလုံးပရိသတ်အားလုံးစိတ်ဝင်စားစောင့်ကြည့်နေကြပါတယ်This is the time of your life.